အားလုံးပဲမင်္ဂလာပါ SCT Power ဆိုလို့မြန်မာနေပြီးတော့ကြိုဆိုပါရစေဒီနေ့ကျွန်တော်ပြောပြပေးချင်တာကတော့လက်ရှိကျွန်တော်တို့စပိန်နဲ့ပေါ်တူဂီမှာ system breakdown ချုပ်တရမိပြတ်တောင်မှုဖြစ်သွားတဲ့မြင်ကွင်းလေးပဲဖြစ်ပါတယ်ဒီ system breakdown ဖြစ်ပြီးတဲ့အချိန်မှာကျွန်တော်တို့ပုံမှန်စားပစ်ပေးနေရတဲ့စေးရုံတွေshopping center တွေပြီးတော့ဒီစာသင်ကျောင်းတွေဒီလိုနေရာတွေမှာဆိုလို့ရှိရင်တော့ system breakdown ဖြစ်သွားတဲ့အတွက်ဒီလက်ဆက်မီအရေးပေါ်ပြတ်တောက်သွားတဲ့အတွက်ကျွန်တော်တို့တော်တော်ကိုအခက်အခဲကြုံတွေ့နေရပါတယ်ဒီနေရာမှာကျွန်တော်အဓိကထပ်ပြီးပြောချင်တာကတော့ဒီကျွန်တော်တို့EV ကားတွေပေါ့နော် EV ကားတွေမှာကျွန်တော်တို့ VOTN system ပါတယ် EV ကားတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ EV ကားနေပြီးတော့မှတစ်စိမ်အိမ်သုံးဒီကျွန်တော်တို့ lighting တွေ aircon တွေပြီးတော့ဒီထမင်းဟင်းချက်တာတွေကိုပြန်ပြီးတော့သုံးလို့ရမှာပဲဖြစ်ပါတယ်အဓိကအားဖြင့်ကျွန်တော်တို့ပြောချင်တာကတော့ဒီ solar နေပြီးတော့ EV ကားကို charging သွင်းလို့ရတယ် solar စနစ်ဆိုတာကတော့ကျွန်တော်တို့ကိုယ်ပိုင် home power စနစ်ဖြစ်တဲ့အတွက်လူချင်းမင်းတို့အတွက်ဖယ်နေရဒေသမှာမဆို24နာရီလက်စင်မီကိုရှာရှိစေမှာပဲဖြစ်ပါတယ်โอเคအခုလိုပုံစံမျိုးပဲဒီ solar စနစ်တက်ဆင်ခြင်းဖြင့်ကျွန်တော်တို့ကိုယ်ပိုင် home power solar system ကိုရရှိမှာဖြစ်ပြီးတော့မှဒီလူကြီးမင်းတို့အနေနဲ့ဒီကျွန်တော်တို့မီတာခအစိကြီးတာတွေပြီးတော့ဒီမီးပုံမှန်မဲရရှိတာတွေပြီးတော့ဒီမီးဆက်စီတောင်းရတဲ့ဟာတွေကိုတိတတာရှော့ချနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျဒီလိုပုံစံမျိုးစနစ်ကိုလူကြီးမင်းတို့အနေနဲ့ solar စနစ်ကိုအိမ်တိုင်းပြီးတော့ဒီကျွန်တော်တို့စက်ရုံလုပ်ငန်းသုံးနေရာတွေမှာပါအထိသုံးလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျအခုလိုပုံစံမျိုးပဲအသုံးပြုနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ SCT solar ကိုလူကြီးမင်းတို့အနေနဲ့ဆက်သွယ်မင်းမြန်စုံစမ်းနိုင်ပါတယ်ခင်ဗျ